ဇီဒီတော်၄ပါးဆိုတာဘာလဲဆိုတဲ့အကြောင်းလေ့လာကြရအောင်ဆရာလေးတို့နေ့စဉ်နဲ့မြစွမ်းတော်ရေချမ်းပန်းစီမီတို့ကတ်လူပူဇော်တဲ့ချိန်မှာအမြဲရွတ်ဖတ်ပူဇော်နေတဲ့အရဟတာတိနဝဂုဏီဟိအရဟံဆရှိသောကိုးပါးသောဂုဏ်တို့တွင်တမ္ပနံကကြံပြည့်စုံတော်မူသောနာချံလူနတ်တို့ဤကိုယ်ကိုယ်ရာဖြစ်တော်မူသောဗုဒ္ဓံတတ္တထံရှာတပ်ပြီးညွှန်မြတ်စွာဘုရားကိုဩဒိတယိမံ၍ဇေဒီယတဓာတုဇေဒီဓမ္မဇေဒီဩဒိတဇေဒီပရိဘောဂဇေဒီတော်မြတ်အားဆိုပြီးတော့မှဇေဒီတော်၄ပါးကိုဒီနားမှာဖော်ပြထားတာရှိတာပေါ့နော်ဆိုတော့ဒီဇေဒီတော်၄ပါးအတိတ်ပဲကိုနားလည်ခြင်းအဖြစ်ကိုရွတ်ဖတ်ပူဇော်နေတဲ့အတိတ်ပဲအားဒီဟာကိုဆိုလိုတာပါသလားဆိုပြီးတော့ပို့ပြီးတော့ကြီးညိုစိတ်တရားတွေတက်မင်းပြီးတော့ကိုရွတ်ဖတ်ပူဇော်တဲ့အချိန်လေးတကယ်စစ်ထိုဇီဒီတော်တို့ကိုအာယုံပြုပြီးတော့မှပူဇော်နိုင်တာပေါ့နော်ဒါကြောင့်မလို့ကဲလေ့လာကြရအောင်ဓာတုဇီဒီတော်ဓာတုဇီဒီတော်ဆိုတာကဘာကိုခေါ်တယ်လဲဆိုရင်ဖြင့်ဓာတ်တော်များဌာပနာထားသောဇီဒီတော်ကိုဓာတုဇီဒီတော်လို့ခေါ်ပါတယ်နဲ့ဓမ္မဇီဒီတော်ဓမ္မဇီဒီတော်ဆိုတာဘာကိုခေါ်ပါသလဲဆိုရင်ဖြင့်ဘုရားရှင်ဤပြီးတကတ်တော်ဆုံးမတရားတော်များကိုဓမ္မဇီဒီတော်လို့ခေါ်ပါတယ်၃ဩဒိတဇီဒီတော်ဆိုတာဘာကိုခေါ်တယ်လဲဆိုရင်ဖြင့်တတ္တောထင်ရှားဘုရားရှင်ဤပုံဟန်တော်ကိုရည်မှန်း၍အတုပြုလုပ်အပ်သောရက်တော်မူပုံထိုင်တော်မူပုံလျောင်းတော်မူပုံတို့ကိုဩဒိတဇီဒီတော်လို့ခေါ်ပါတယ်၄ပရိဘောဂဇီဒီတော်ဆိုတာဘာကိုခေါ်ပါသလဲဘုရားရှင်ဤအသုံးဆောင်တော်ရုပ်ဘွားတော်ကင်းဝတ်ရာဖြစ်သောပြသက်ကျောင်းဆောင်ဘောဓိပင်သင်္ကန်းတော်တပိတ်တော်တို့ကိုပရိဘောဂဇီဒီတော်လို့ခေါ်ပါတယ်Daily တရားစကား channel မှာဓမ္မဒါနကုသိုလ်နဲ့ဓမ္မသမဏကုသိုလ်ဖြစ်သည့်အတွက်တရားတော်ကိုနေ့စဉ်နဲ့မျှနှံနိုင်ရဲ့အတွက်အခုဤ channel ကို subscribe လုပ်ပြီးတော့မှနေ့စဉ်နိုင်ယူနိုင်ပါသည်အားလုံးဘေးရင်ကင်းကွာကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ